Hello Stella ဖြစ်ပါဒီနေ့ Stella ပေါ့နော်ဒီ fruit jelly ချာဝါလေးခုံပြမှာပဲဖြစ်ပါဒီနေ့ပေါ့နော် Stella ရဲ့ pasty လေးလည်းပါပါတယ်ခုံမမမှန်ခချလို့ပြောရှင်တော့လုံးဝမမှန်ခချအောင်နော်မှန်ငယ်လို့ပြောတာအခုကတော့သူ့စောင့်နေရပဲဖြစ်ပါတယ်တရားပြီးတော့ Stella ပေါ့နော်avatar လေးပဲပြန်ထားရရင်လည်းတော့ဒီပဲfruit jelly ကပုံမှန်လို့ပေါ့နော် avatar လေးကထပ်ပြီးတော့အနောက်လည်းကြည့်လိုက်တော့သူရောက်လာပါပြီတဲ့အမအေးရတော့ဘာသာခေါ်ရင်ကောင်းမယ်လို့မေးလိုက်တော့အဖို့ခုံလေတဲ့အဖိုးလားဆိုအဖိုးမခုံကြဘူးလို့ပြောလိုက်တော့အမောအဆူရင်နဲ့ banana ခုံပြီအဲကြောင့်မို့ Stella တို့ banana ကိုစားလိုက်ကြလိုက်ပြီးတော့သူကကျန်လို့ဆိုပြီးစောင့်ရပါတယ်သူကကျန်တဲ့ခါဝိုင်းတော့ကြည့်နေရပါတယ်တရားပြီးတော့ Stella တို့ညကဆန်တူလေးဝတ်ထားကြတွေ့ကြလား Stella တို့ကပေါ့နော်အဲ့လိုပါပဲဘေကင်းဆော့ဆော့အဲ့လိုပဲပေါ့နော်ဆန်တူလေးဝတ်ကြပါတယ်သူလည်းပါမဆိုလို့ French ကတော့တနည်းပဲရှိတယ်ဆိုရင်ပေါ့နော်သူလည်းစရိယခင်ဖို့ကောင်းတယ်ဒီရန်လည်းပျော်ဖို့ကောင်းပါတယ်သူ့ရဲ့အတန်းလေးကပေါ့နော် Stella ထပ်ဖို့ကောင်းပါတယ် Stella ဖွင့်ပြလိုက်မယ်နော်ပြမယ်နော်နားထိုင်ကြည့်ကြလားwho you know Stella နဲ့ပြောရတဲ့အတန်းလေးပဲရှုံးမျိုးလေးခေါ်မယ်ဒီမျိုးကတော့ Stella မျိုးပြောခိုင်းတဲ့အမျိုးမရှိရဲ့ Stella နဲ့ပြောထားရအောင်လေးကိုပဲဖွင့်ပြလိုက်ပါမယ်အေးရဆိုင်ပါတူအပေါ်တော့ခေါ်မယ် Stella နဲ့ပြောရင်ချတော့တန်ပေါ်နော်တော့တလေးချိုးရတာတော့သူပုံမှန်ပြောနေကြတယ်ဒီတိုင်းသူတိုင်းပြောရင်တော့အတားပို့ချိုးပါရဲ့ကြပြီးတော့ Stella တို့စက်ခေါကြပါရဲ့Stella တို့ကပေါ်တော့ခေါ်တယ်ဒီနေ့ပြောင်းဆောင်ပြီးတော့ကြပါဒီလောက်ပြကြရဲ့လိုက်ပြကြရဲ့လူတွေဘလို့ပါဒီမှာတော့ကြာတော့ထုံလာနေရောအပြောလဲဆိုတော့ဗီဒီယိုနဲ့ရှေ့သွားမှာဆိုလို့ပေါ့နော်ပြီးတော့သူကပေါ့နော်အပြင်မှာလည်းဝမ်းဝါချစ်စရာလေးပြင်ချလာသူကအရင်လေးချစ်ဖို့ကောင်းလို့ခင်ဖို့လည်းကောင်းနေသူကမခေါ်မဲ့ favorite တွေတော့ပေါ့ဟိုကောင်းတယ်ကွာဘာဖြစ်လို့လဲဆိုတော့ပေါ့နော် Stella ပြောရမယ်Stella ရောပေါ့နော်ဟုတ်ပါမယ် Stella ရောမောက်စားရဆိုရင်တော့ပါလေStella တခုစားလို့ဆိုရင်သူလည်းတခုစားအဲ့ Stella ရောပေါ့နော် Sharon လို့ပြီးစားကြတချို့လူတွေကြတော့လေကိုယ့်မမစားချင်တာတိလားသူတို့ရဲ့မုံနေကြတော့လေပြန်မကြွေးချင်ကြဘူးအဲ့အကြောင်းမို့ပေါ့နော်သူက Stella တော့လုံးဝအကောင်းဆုံးတဲ့ချင်းလို့ပြောလို့ရတယ်အားကြောင့် Stella boyfriend အနေနဲ့စိတ်ရင်းထည့်လိုက်တာပါဒီနေ့တော့သူအကြောင်းတူတော့ဘာဖြစ်လို့လဲဆို Stella International တည်ရမယ်တော့ကျင်တာပေါ့နော်အဲ့ Cambridge ဘက်မှာတော့ကျင်တာဖြစ်တဲ့ကျောင်းမတူတော့ပေါ့နော်အရင်ကျောင်းကတော့ International တည်ရရှိရဆိုရှိရတိုင်းမဲ့သူကသူခေါ်မခေါ်တော့ဘူးအဲ့လိုပြောတော့Stella ချောင်းလုံးက International ပဲတက်ချင်တော့ကွာအဲ့အကြောင်းမို့ပါအဲ့ပြီးတော့သူက Stella ချက်ပို့ပြီးတော့ပါရဲ့ဘလို့ခေါ်မလဲသူကကွာဘလို့ခေါ်မလဲဘောဟုတ်တယ်လေကျွမ်းနေတော့ခုံပြခိုင်းစေချင်လို့စင်ရလေပြောရရတိလား Stella သူ့အသက်စပီချိုက်ပေးထားမယ်နော်အဲ့မိတွေ့လားစိုက်နေရလေချစ်စရာလေးဟီကဘာဘာမချစ်စရာကောင်းဆုံးလို့ပြောပါဆိုစစ် Stella ရဲ့အိမ်တငယ်ချင်းလေးပါလေသူ့ရဲ့နာမည်ကတော့ Lily လို့ခေါ်ပါရဲ့ရှင့်သူရဲ့ robot အကောင့်တော့ Stella မမီဘာဖြစ်လို့ဆိုကိုပစတီအကောင့်ဆိုမမီရဲ့သူနဲ့ Stella ရဲ့ပေါ့နော်ဒီ robot ACC တောင်မှာစင်တူပဲလောက်ထားကြ avatar ကိုစင်တူပဲလောက်ထားကြပါဒါနဲ့ Sky ပြောလာလိုက်တာနဲ့ Stella တို့ရောက်တော့မယ်နော်အဲ့ပြီးတော့မနေ့ကနည်းနည်းအတန်လာနေတော့ယောက်ျားအတန်ပေါက်နေဒီနေ့ကတော့တိတ်တော့မလာတော့ဘူးပေါ့နော်ပြီးတော့ Stella ရဲ့ပေါ့နော်ဟောဖို့ခေါ်မလို့သူလေးပေါ့နော်သူပဲသူလည်း73နဲ့ပါပြီရှင်အဲ့နဲ့ Stella ရောက်တော့မယ် Stella ခုမှတတိထားမိရပေါ့နော်
ဒါနဲ့ခေါင်းကြီးကိုမင်းစရာရှိငပြောဒီပင်နှလုံးခုံခဲ့လည်းမမိကြတယ်ကျမငပြောဒီပင်နှလုံးခုံခဲ့လည်းမကြလားပြန်သွားရမကြည့်ကြနဲ့နော်ကဲပြီးတော့ပါပြီအေးရော bye bye see you next video bye bye နော်